ဒီနေ့တို့ဘူးကြိုစားပါတယ်တို့ဘူးကြိုတာတော့လွယ်လွယ်လေးပဲဘာမှမလို့ပဲမှုံနဲ့စားနဲ့ရေနဲ့အဓိကတော့ဒါပဲပြီးရင်အယောင်လေးလှသွားလို့တော့စနွေးမုံလေးနည်းနည်းထည့်တာပေါ့ဟိုမှာတငယ်ချင်းကတို့ဘူးတုတ်စားခြင်းလဲဆိုလို့ကျွန်တော်ကြိုကျွေးလိုက်ပါတယ်ကြနာနာကြိုကျွေးပါတယ်တို့ဘူးရဲ့တင်မော်သီးရဲ့ပဲပင်ပေါက်ရဲ့ပြီးတော့ကြာစမ်းရဲ့အကုန်လုံးရောတုတ်လိုက်ဒါတော့တို့ဘူးကြိုလို့ကြတဲ့အနေထားကိုကျွန်တော်အေးခံထားတာပါပြီးရင်ကျွန်တော်တင်တင်ရှာလေးတုတ်ပြပါမယ်ဒီမှာပါတို့ဘူးတုံးလေးတွေကျွန်တော်ဒီလိုလေးလှီးပါတယ်အသေးစိတ်လှီးတယ်အဲ့ဒီလိုအစုံတုတ်စားတာတော်တော်စားလို့ကောင်းတယ်ငယ်ချင်းတို့လည်းစားခြင်းလှုပ်စားကြည့်ဒါတော့ကြာစံလေးတွေဖြောထားတဲ့ကြာစံလေးထည့်ပါတယ်တို့ဘူးကြာစံပြီးရင်တင်မော်ဒီတုတ်တင်မော်ဒီပြီးရင်ပဲပင်ပေါက်ကြာစံတို့ပဲပင်ပေါက်တို့အကုန်လုံးထည့်တယ်ဒါတော့ကြက်သွန်ထည့်မယ်နနမင်းမွားမွားလေးတွေညှက်ထတာထည့်မယ်ညုတ်သီးစိမ်းထည့်ပါမယ်တုတ်ဆိုင်တို့ဘူးတုတ်ကိုကလည်းတို့ဘူးတုတ်ကြိုက်တယ်လို့ဆိုတော့အဆင်ပြေတယ်ဒါကျွန်တော်များလေးပြုတ်ပြီးတော့တုတ်ပြီးတော့အကုန်လုံးကျွေးဖို့အတွက်ပေါ့လေနော်ညုတ်သီးအကြမ်းမုံထပ်ထည့်ပါတယ်ညုတ်သီးပေါ့မှကြောက်လို့ဒါကတော့ဟင်းချုံမုံလေးနည်းနည်းထည့်တယ်စားနည်းနည်းထည့်တယ်ဟင်းခမ်းမုံလေးထည့်မယ်မကြီးသီးမှတ်ရည်ထည့်ပါတယ်ပြီးရင်စီချက်ထည့်ပါတယ်ဒါပြီးရင်တော့နေပြီးတော့စားလို့ရပါပြီခင်ဗျာတို့ဘူးတုတ်ပါတို့ဘူးတုတ်ကတော့အလွယ်ဆုံးနည်းတုတ်တဲ့ဟာတွေပေါ့နော်ယောက်ျားလေးတွေအတွက်ဆိုရင်တော့အဆင်ပြေတယ်ဘာမှထူထူထည့်စရာမှမလိုတာဟုတ်အခုကျွန်တော်ပြောပြတဲ့ဟာလေးတွေတိုင်မယ်လိုက်လို့ဒါမလုပ်တတ်တဲ့ယောက်ျားလေးတွေအတွက်ဆိုရင်လည်းထူးဖြင့်နိုင်ငံခြားမှာနေတဲ့ယောက်ျားလေးတော်တော်များများဆိုရင်တော့ဒီလိုမျိုးလေးတွေဟင်းအလွယ်လောက်စားတာအဆင်ပြေတယ်ဘာဖြစ်လို့လဲဆိုတော့